ကန်ဆိုးမှသွားလေရာမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေတဲ့ Man City နဲ့ Bruno Fernandes ကိုလုံးဝရောင်းချရန်အစီအစဉ်မရှိတဲ့ Manchester Unitedမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှုကနေကြိုးဆိုပါရဗျကျွန်တော်ခွတ်မှာဒီနေ့ဩဂုတ်လ19ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့သတင်းတွေကိုကျွန်တော်စူးစီးထားပါတယ်ပထမဆုံးနေ့ကျွန်တော်ကန်ဆိုးမှသွားလေရာမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေတဲ့ Man City ရဲ့အခြေအနေပါ Man City ရဲ့ခေတ်ကောင်းတဲ့အချိန်ကာလဖြစ်တဲ့ Pep နဲ့အောင်မြင်စဉ်အချိန်ကာလမှာကျွန်တော် Man City ရဲ့အရေးအာဝါဒတွေကိုခိုလုံခဲ့ပူပါတယ်အထင်ကြီးလေးစားခဲ့ပူပါတယ်ဒါပေမဲ့ Community Shield ပွဲမှာအာဆင်နယ်ကစားသွားခဲ့တဲ့ခြေသွမ်းပိုင်းကိုကြည့်ပြီးအတော်လေးစိတ်ပြတ်မိတာတော့အမှန်ပဲဒါက Man City ကိုချစ်ချင်းမုန်းချင်းကင်းတယ်ဗျကျွန်တော်ရအထင်ကြီးတဲ့မျက်စိနဲ့ Man City ကိုမြင်တဲ့အတွက်ကြောင့်အခုလိုအခြေအနေနည်းနည်းစိုးတာကိုစိုးတယ်လို့လက်ခံလိုက်တာပါတချို့ကတော့ထောက်ပြကြတယ် Community Shield တပွဲပဲရှိသေးတယ် bro ရဲ့ဆက်လက်စောင့်ကြည့်ရမှာပေါ့ဘာညာမှန်ပါတယ် Community Shield တပွဲကိုကြည့်ပြီးအကဲဖြတ်တာလည်းမဟုတ်ပါဘူးဒီချိန်မှာPep Guardiola သာရှိနေရင် Community Shield မှာ Arsenal ကို3ဂိုးပဲရှုံး5ဂိုးပဲရှုံးပြဿနာမရှိပါဘူး Man City ဒီအားကောင်းပေါင်းတဲ့ရှိနေအောင်ပါဒီလိုမှမဟုတ်လေအသင်းရဲ့လူကြီးစုဖွဲ့မှုကတောင့်တင်းနေသေးပဲ Pep Guardiola ကြီးကမရှိတော့ဘူးဆိုရင်တော့ကျွန်တော်နားလည်လက်ခံပေးလို့ရပါသေးတယ်ဥပမာပြောရင်တော့ Rodri လို player မျိုးကိုဆက်လက်ထိမ့်သိမ်းထားနိုင်မယ်ကွင်းလယ်မှာအားကောင်းပေါင်းတဲ့နောက်ထပ်ကစားသမားတွေပေါင်းပြည့်ထားတဲ့အခြေအနေမျိုးလဲရှိနေမယ်ဆိုရင်တော့တစ်မျိုးပေါ့လေတိုးတော့အခုကRodri ကလည်း Barcelona ကိုပြောင်းသွားပြီ Pep Guardiola လည်းမရှိတော့ဘူးအဲ့ဒါလို့ရုပ်ရောက်နေတဲ့အခြေအနေတွေကြောင့် Man City ဒီဘယ်လိုပဲဖြစ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနဲ့ရှင်းမယ်ဆိုရင်ဘယ်လိုမှအားကောင်းမောင်းတဲ့အခြေအနေမှာရှိမနေတော့အမှန်ပဲဗျတပွဲနဲ့ကြည့်ပြီးဆုံးဖြတ်เสียမလိုပါဘူးဒါကရေရှည်ပြိုင်ရမယ့်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်ပိုလို့တောင်အခြေအနေဆိုးပါသေးတယ်ဒီ Community Shield Final ပွဲမှာဆိုရင်ကွင်းလယ်ပိုင်းကလုံးဝရှင်ကစားလို့မရခဲ့တာပါဒါအာရဲ့ပွဲထွက်ကစားသမားစီးရင်ကိုကြည့်မယ်ဆိုရင် Declan Rice တောင်မပါဘူး Lewis Kelly နဲ့နော်အသစ်ခေါ်ထားတဲ့ Bruno G Odegaard တို့နဲ့ပဲပွဲထွက်ခဲ့တာပထမပိုင်းမှာလည်းမရှင်နိုင်ဘူးဒုတိယပိုင်းမှာလည်းမရှင်နိုင်ဘူး Man City တင်းဒီလက်ရှိအချိန်မှာကွင်းလယ်ပိုင်းအရန်ကိုအားနေလွန်းပါတယ်ဒါတော့မှ Enzo Fernandez ကိုမခေါ်ရသေးဘူး Buhari Elliot Anderson Matteo Kovacic Nico Gonzalez ၄ယောက်ထဲနဲ့အရင် Man City ကိုမိမယ်ထင်လားကျွန်တော်ကတော့ထင်ဘူးအဲ့ဒါကြောင့် Enzo Fernandez ကိုမဖြစ်မနေခေါ်ဖို့လိုတယ်လို့ပြောတာပါဆိုတော့ဒိုကူဘက်လှည့်လိုက်အောင်ပြောဆိုလက်ဖဝင်းတနေရာမှာ Jeremy Doku ဒီထိတ်တန်းဆင့်စွမ်းဆောင်ရည်ရှိပါတယ်အမတန်ကိုကြောက်စရာကောင်းတဲ့ပလီယာပါDribbling နဲ့ပတ်သက်ရင် Doku ကိုဘယ်တော့မှမေ့ထားလို့မရဘူးအခု Doku က Community Shield မှာရခဲ့တဲ့ခြေသလုံးကျော်သားဒဏ်ရာကြောင့်ပွဲဘယ်နှပွဲလွယ်ဗျာဒါမှ City အတွက်အားနည်းချက်ပို့ပြီးတော့ဖြစ်စီမှာအမှန်ပဲဘုံမောက်ကိုအခု Premier League ပွဲစဉ်တစ်မှာသွား short တွက်လို့တော့မရဘူး Marco Rose နဲ့အတူကစားသမားစုဖွဲ့မှုရတောင့်တင်းချစ်လက်စွာနဲ့ Man City ကိုအကောင်းဆုံးရင်ဆိုင်ကစားပါလိမ့်မယ်အပွဲစဉ်တစ်မှာကြည့်ပြီး Man City အခြေအနေဘယ်လိုရှိသလဲဆက်လက်အကဲဖြတ်ရလိမ့်မယ်အခြေသမိုင်းရအာသာချက်ရှိပြီးပဲနိုင်သွားမလားဒါမှမဟုတ်ကတ်တက်နဲ့ပဲနိုင်သွားမလားပေါ့နော် Enzo Mares ကဘယ်လောက်ထိလုတ်ပြနိုင်မလဲကြည့်ရမယ်တကယ်လို့ဒါဒီပွဲစဉ်တစ်မှာလဲ Man City အသင်းဒီဘုံမောက်ကိုအသေးအံကစားနေရအောင်မယ်ဆိုရင်တော့ကျွန်တော်ကတော့ပြောခဲ့တဲ့အချက်လက်တွေကလွန်မယ်လို့မထင်တော့ဘူးဘုံမောက်နဲ့ပွဲပြီးသွားရင်အပြောင်းရွှေ့ဈေးကွက်ပိတ်ဖို့ဟာအချိန်ကာလနည်းနည်းလေးလိုနေသေးတယ် Enzo Fernandez ကိုပဲရအောင်ခေါ်သွားမလားတော့ရင်ခုန်ခြင်းစရာကောင်းပါတယ်ဒါပေမဲ့ပြဿနာက Chelsea ဒီ Enzo Fernandez ကိုပေးခဲ့တဲ့ deadline ကအချိန်ကုန်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါင်တန်း120နဲ့အထက်ရမှပဲရောင်းမယ်ဆိုတဲ့သတင်းမျိုးတွေကျွန်တော်တို့ကြားသိထားပါတယ်အဲ့တော့ကြောင့် Enzo Fernandez ကိုခေါ်ယူရလဲအနေငယ်ခက်ခဲလာနိုင်တယ်တကယ်လို့ Enzo Fernandez ကိုမခေါ်ယူနိုင်ဘူးဆိုရင်တခြားသောကစားသမားတွေကလည်းတိတ်ပြီး Enzo Maresca ရဲ့ viewer ဘိုင်းနဲ့ live ဖတ်မှုရှိမယ်လို့မထင်ဘူး Man City အနေနဲ့တကယ်ကိုဂျင်းတဲ့ချက်ထဲရောက်နေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ခင်ဗျကဲဒီတစ်ခါတော့ကျွန်တော် Bruno Fernandes ကို United ကလုံးဝရောင်းချမှာမဟုတ်ဘူးဆိုတဲ့သတင်းအခြေအနေလေးကိုဆွေးနွေးသုံးသပ်ပါမယ်မူရင်းသတင်းမျိုးကတော့ Fabrizio Romano ဖော်ပြထားတာပဲဖြစ်ပါတယ်မနေ့ကကျွန်တော်အဲ့သတင်းကိုဆွေးနွေးခဲ့ပြီးပါပြီ Bruno Fernandes ကို Galatasaray ကစိတ်ဝင်စားနေတယ် United လိုချင်တဲ့ပြောင်းရွှေ့ခြေပေးပြီးတော့ကန်လန်းသွားနိုင်တယ်အခု Rally Clause တော့ပါတယ် Euro 65 သန်းထည့်ထားတယ်အဲ့ဒါကနည်းနည်းပြဿနာရှိတယ်အသင်းဘက်ကသွားပြီးတင်းလို့မရအောင်ကမင်းကို Rally Clause ပေးမယ်ကစားသမားနဲ့ငါနဲ့ပုံကိုရေးသဘောတူညီချက်ရပြီးပြီဆိုရင်အဲ့ဒါပြီးပြီ United ကန်ကောင်းနေတာက Bruno Fernandes တို့ player မျိုးဖြစ်နေတာပဲအသင်းကိုဆောင်ရမ်းချစ်တဲ့ကောင်ဗျာ तू က
ဘလိုနီးနဲ့မှဂလာဒဇရီနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရအောင်လုပ်မဲ့ပလီယာမဟုတ်ဘူးမင်းတို့ငါ့ကိုကြိုက်တယ်လို့လုပ်ရတယ်ရောင်းကျင်လားရောင်းနိုင်တယ်အသစ်မှဆက်ထားခြင်းလားထားခြင်းတယ်အဲ့ United ကို तू ကအဲစကားပြီးခဲ့တဲ့ဘုံလုံးရသည်တွေကပြောပြီးသားအဲ့တို့ကြောင့် United အသင်းတွေ Bruno Fernandes ကိုစာချုပ်တက်တန်အသစ်ချုပ်ဆိုဖို့ကြိုးစားနေတယ် renew contract ပုံမျိုးပေါ့နော်အခု Bruno ရဲ့စာချုပ်တက်တန်က2029 plus နောက်ထပ်1 year 2029ဆိုတော့အခုဘောလုံးရသည်ကုန်ရင် Bruno ကစာချုပ်တက်တန်ပြည့်မှာတို့ပေမဲ့အဲ့ဒီစာချုပ်အဟောင်းမှာက release clause euro 65 သန်းထည့်ထားတယ်ဒီတော့ကြောင့်ပဲ United အသင်းဒီ renew contract မှာအဲ့ release clause ကိုဖျောက်ဖို့အတွက်ကြိုးစားနေတာလေဖြစ်ကောင်းဖြစ်နိုင်တယ် United ဘက်ကလည်းရှင်းတယ် Bruno အသက်ဘလောက်ပဲဖြစ်ဖြစ်အသင်းမှာဆက်ထားဖို့ plan ပဲရှိတယ်ဒီတရားဒီမကပဲနောက်တရားဒီလဲ option 1 year တိုးပြီးတော့ United captain အဖြစ်ပဲဆက်ရှိနေစီလိမ့်မယ်ပြောချင်တာဗျာ Bruno Fernandes တို့လို Mo Salah တို့လို player မျိုးကအသက်အရွယ်ဘလောက်ပဲရောက်သူတို့ကိုလိုချင်နေတဲ့အသင်းတွေကရှိနေတယ်တန်မိုးထားနေစေအသင်းတွေကရှိနေမြဲပဲနောက် Bruno ဆိုရင် body weight လည်းအရင်တက်မသွားဘူးကစားပုံကစားပေါက်ကလည်းတက်လုံချွေပြီးစော့တတ်တယ်လိုအပ်တယ်လို့ဗျာဘယ်နေရာပဲဖြစ်ဖြစ်ကိုပေါက်ချင်းချောက်နိုင်တယ်ကိုဖန်တီးမှုလုပ်နိုင်တဲ့အတွက်အခုချိန်ထိတန်မိုးရှိနေစေဖြစ်တယ်လို့တော့ကျွန်တော်ထင်ပါတယ် United ကလည်း Bruno Fernandes ကိုလုံးဝရောင်းမှာမဟုတ်ပါဘူးစာချုပ်တက်တန်အသစ်ထပ်တိုးနိုင်မလား renew contract ထဲမှာဘာတွေပါမလဲဆိုတာပဲစောင့်ကြည့်ရမှာဖြစ်ပါတယ် Galatasaray အနေနဲ့ Bruno ကိုရစရာအကြောင်းတော့မရှိပါဘူးခင်ဗျဒီကိုတော့ဘလုံးသားကျင်နေဆိုရင်တော့ senior dodger စီမှာ iMac ခွန်ရှိကို9 3 small 56နဲ့ one spot ကိုယူကစားလို့ရတယ်လို့ဘုံငွေလည်းကစားနိုင်ပါတယ်အသေးသေးကျင်နေဆိုရင်တော့ဘဘနံပါတ်39989380မှာဆက်သွယ်ဆောင်ရွက်မေးမြန်းလို့ရပါတယ် okay ဒီတစ်ခါတော့ကျွန်တော်ဂျမဲမူစီယလာရဲ့သတင်းလေးကိုအလွတ်သဘောအနေနဲ့ဆွေးနွေးကြည့်နေတယ်ပေါ့နော်မူစီယလာရဲ့ကစားသမားဘဝကအခြေအနေမကောင်းတနေ့ကစားခဲ့တဲ့ပွဲမှာရာသီဥတုအပူဒဏ်ကြောင့်မေ့ပြီးလဲသွားတယ်ပေါ့နော်မူပြီးလဲကျသွားတယ်ပေါ့ဒါတွေမကသေးဘူးကျွန်တော်မနေ့ညကစားခဲ့တဲ့ပွဲမှာဆိုရင်လေမူစီယလာဒုတိယပြီးထပ်ပြီးတော့မူလဲကျသွားပြန်တယ်ဒီအခြေအနေတွေက professional ဘောလုံးသမားတယောက်အတွက်လုံးဝမကောင်းတဲ့အခြေအနေတွေပဲအကွဲရိုးတောင်မူစီယလာဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးသတိပေးသွားတယ်အကွဲရိုးပြောတဲ့စကားမှန်တယ်နော်ကိုလောက်အရေးကြီးတာတနည်းအားဖြင့်ကိုကျမ်းမာရေးကိုအသက်ထက်အရေးကြီးတာဘာမှမရှိဘူးဘောလုံးကန်တယ်ဆိုတာဘောလုံးသမားတယောက်ရဲ့ဘဝကြီးကတော့မှန်တယ်ဒါပေမဲ့တစ်ဖက်မှာကိုအသက်ကိုလည်းတန်ဖိုးထားဖို့လိုပါတယ်ဒီကလေးကလုံးဝ talent အပြည့်ရှိတဲ့ပလေယာဗျာအရင်ကတော့ယူရိုတန်း100ကျော်လောက်တန်ခဲ့တဲ့ကစားသမားတယောက် Chelsea ရဲ့ Cup Hand ထွက်တဲ့သူပါတိုးတော့လဲဒဏ်ရာပဿနာတွေမကြာခဏရတယ်တလုံးတော့ကျွန်တော်မှတ်မိတယ် FIFA Club World Cup မှာဒိုနာရမာနဲ့ဖိမိပြီးခြေကျိုးသွားတယ်ခြေကျိုးကထပ်ပိုင်းဗျာရင်ထဲတော့မကောင်းအခုလည်းဒီကစားသမားလေးဒဏ်ရာပဿနာပြန်ကောင်းလာတယ်ပြန်ကန်တယ်အရင်ကတော့ performance မထွက်တာမဟုတ်ဗျကြမ်းတက်မကစားနိုင်တော့ဘူးမူစီယလာအရင်တော့ကျန်းတယ်လူကောင်လေးသာကျရင်ပျော်တီးပျော်ဖက်နဲ့ကစားပုံတော်တော်မာကြောတဲ့တဲမှာပါတယ် aggressive လည်းဖြစ်တယ်သူ့မဲ့အခုချိန်မှာ तू စိတ်သွားတိုင်းကိုမပါတော့တဲ့အခြေအနေမျိုးပထမတစ်ချိန်မူမေလဲကြတယ်ဒုတိယတစ်ချိန်လဲကြပြီဆိုရင်တော့ဒါတေချာပေါက်ဂျပန်မူစီယလာအနေနဲ့စဉ်းစားရတော့မယ်ကစားသမားဘဝကိုစွန့်လွတ်လိုက်ဖို့ပြောတာမဟုတ်ဘူးအကွဲရိုးပြောတဲ့စကားနဲ့ပဲခြီပြောရမှာပေါ့ဒီကောင်လေးသက်နောက်ထပ်24-25ဖြစ်နေသည့်တိုင်အောင်ဘောလုံးလောကကြီးရဲ့ပျက်စီးသွားမှာမဟုတ်ဘူး။ तू ဘလောက်အနားယူမလဲ။တစ်နှစ်လောက်အနားယူဖို့လိုသလား။နှစ်နှစ်လောက်အနားယူဖို့လိုသလား။ဆရာဝန်တွေပေးတဲ့အကြံဉာဏ်ကို तू လက်ခံရအောင်ကတော့မယ်။အတ္တကြီးကင်ဆွဲပြီးတော့မရအောင်ငါဘောလုံးမဲ့ကံမယ်တည်တည်ကြည်ကြည်ဆိုတဲ့ပုံစံမျိုးကတော့မဖြစ်သင့်ဘူးပေါ့လေ။သူ့အနေနဲ့ပင်ကိုပါရမီပါပြီးသားဖြစ်တဲ့အတွက်ကြောင့်ကစားသမားဘဝအနားယူပြီးသွားရင်လည်းမူစီယလာပြန်ဖြစ်လာဖို့ရှိပါတယ်။လောလောဆယ်ကတော့သူ့အတွက်အရေးကြီးဆုံးကတော့ကျမ်းမာရေးပဲဖြစ်ပါတယ်ခင်ဗျာကဲဒီတစ်ခါတော့ကျွန်တော် Fabrizio Romano ဖော်ပြထားတဲ့ Rodri ဘာစီလိုနာအသင်းကိုတရားဝင်ရောက်ရှိသွားပြီဆိုတဲ့အကြောင်းအလေးကိုဆက်လက်ဆွေးနွေးကြည့်အောင် Rodri ကဘာစီလိုနာကိုတရားဝင်ရောက်ရှိသွားပါပြီ2030အထိရှိနေမဲ့စာချုပ်တရက်ကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်ကမ္ဘာ့ဖလားချန်ပီယံနဲ့ဘယ်လုံးတော့ချန်ပီယံဆုရှင်ကိုဘာစီလိုနာတို့ခေါ်နိုင်ခဲ့မှုကတော့သူတို့ရဲ့ကွင်းလယ်ပိုင်းကိုပို့ပြီးတော့အားကောင်းမောင်းတန်ဖြစ်သွားတော့မှာပါဘယ်လိုပြောမလဲကျွန်တော်တို့သဘောကျတယ် Rodri ရဲ့အသက်အရွယ်ကတော့အရင်ငယ်တဲ့တဲမှာမပါတော့ဘူးတိုးတော့သူ့ကိုပေးခဲ့ရတဲ့ပြောင်းရွှေ့ကြီးက2နှစ်လောက်သုံးရင်တော့အတော်လေးထိုက်တန်တယ်ဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းမှာစပိန်ကစားသမားတွေကလည်းများတဲ့အခါကျတော့ Rodri နဲ့အဲ့ဒီ P3 Gavi ပေါင်းဖက်မှုကနေဘယ်လောက်ထိ performance ထွက်မလဲရင်ခုန်စရာပေါ့နော်ဘာစီလိုနာအနေနဲ့ Rodri ကိုခေါ်လိုက်တာတော့တကယ်မှန်တယ် Frankie De Jong နာမည်ရှိပြီးတော့ထင်သလောက်ဖြစ်မလာတဲ့အချိန်ဒဏ်ရာပဿနာရင်းနဲ့ပဲနားနေရတဲ့အချိန်မှာ Rodri ဒီဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းကိုပို့ပြီးတော့ strong ဖြစ်အောင်လုပ်ပေးနိုင်မဲ့ကစားသမားတစ်ယောက်လို့တော့ကျွန်တော်ယူဆထားတယ်။တနည်းအားဖြင့် Rodri ရဲ့နောက်ဆုံးသောအချိန်မှာ
ဘာစနာအသင်းကသူ့ရဲ့နောက်ဆုံးသော club လည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒီချိန်ကသူ့အတွက်အမြင့်ဆုံးအကောင်းဆုံးချိန်ပဲဒိုင်ယာပြဿနာပြန်ကောင်းလာတယ်မက်ဆီဒီမှာခပ်ပပလေးပဲကစားရတယ်ဒါမဲ့စပိန်လေဝေးစဉ်အသင်းနဲ့တူကမ္ဘာဖလားမှာစွမ်းဆောင်ရင်ကောင်းအပြည့်အဝပြသခဲ့တယ်ဒါရိုဒရီမှာတနည်းအားဖြင့်ဘာလုံးတော့စုရတာတိတ်မကြသေးတဲ့ကစားသမားတစ်ယောက်မှာအရေးသွေးအပြည့်အဝကြံနေသေးတယ်ဆိုရဲသဘောမျိုးပဲအဲ့တော့ဘာစနာမှာဆက်လက်ထွန်းတောက်နိုင်ပါစေဘာစနာရဲ့ကွင်းလယ်ပိုင်းကိုအကောင်းဆုံးထမ်းပိုးပေးနိုင်ပါစေလို့ပဲဆုတောင်းပါတယ်ဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့အာရွန်ဘီဆာကအက်စတွန်ဗလာအသင်းကိုရောက်သွားပြီးသဘောတူညီမှုရသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒါဟီဝီကိုဖြစ်သွားတဲ့အတွက်ကြောင့်ဒါအက်စတွန်ဗလာကစားသမားတိတ်မကြခင်အချိန်တွင်ဖြစ်လာတော့မှာပါအဲ့ဒီပြောင်းရွှေ့မှုကတော့အငှားပြီးရင်အပိသက်မဖြစ်မနေဝယ်ယူရမယ်ဘိုင်ကလော့စ်ပါဝင်တဲ့သဘောတူညီမှုဖြစ်ပါတယ်အာရွန်ဘီဆာကလည်းအက်စတွန်ဗလာအသင်းရဲ့ဒီစီမံကိန်းပေါ်မှာအပြည့်အဝသဘောတူညီမှုပေးထားပါတယ်ကလပ်တင်းနှစ်သင်းကြားထဲမှာလည်းသဘောတူညီမှုရပြီးသွားပါပြီအခုတော့စေးစစ်မှုခံယူဖို့လည်းအားလုံးအသင့်ဖြစ်နေပါပြီဘီဆာကာရဲ့ကစားသမားဘဝကလည်းအနေအမြင့်အတက်ကြတော်တော်လေးကျန်းတယ်လို့ပြောရမယ်တို့ပေမဲ့ဒီကောင်လေးကိုကျွန်တော်ချီးကျူးတယ်ဗျအတူလို့သူအကောင်းဆုံးလုပ်တာလောကရန်ကိုခံနိုင်တယ်ဗျလောကရန်ရဲ့ရိုက်ခတ်မှုကိုကောင်းကောင်းခံနိုင်တဲ့သူပေါ့တချို့ကအနှိမ့်ကနေအမြင့်ရောက်သွားတာပြဿနာမရှိဘူးအဲ့ဒီအမြင့်ကနေအနှိမ့်ကိုပြန်ပြုတ်ကျသွားရင်တုံမခံနိုင်တော့ဘူးဒီထဲမှာအာရွန်ဘီဆာကမပါဘူးဗျခရစ္စတယ်ပဲလစ်မှာတော်တော်ကောင်းတဲ့ပလီယာတယောက်ပါခြေလန်းအကျဲကြီးတွေနဲ့ဒီကောင်လေးနာမည်ကျော်လာနိုင်တယ်ဆိုတော့ကျွန်တော်တို့သတိထားခဲ့မိပြီသားယူနိုက်တက်ကလည်းအဲ့ဒီအချက်ကိုသိတဲ့အတွက်ကြောင့်ဝယ်တယ်တိုးတော့အသင်းကအဲ့ချိန်ကာလတွေမှာမူရမ်းမမှန်တဲ့အတွက်အာရွန်ဘီဆာကတင်တော့ဖြစ်မလာခဲ့ဘူးတိုးတော့သူ့ရဲ့ကြိုးစားအားထုတ်မှုကရက်မသွားဘူးเนาะအဲ့နောက်ပိုင်းမှာဝက်ဆန်ကိုရောက်ထုတ်ခံလိုက်ရတယ်ဝက်ဆန်မှာလည်းအာရွန်ဘီဆာကအကောင်းဆုံးကြိုးစားခဲ့တယ်ဒါအပြင်သူ့အတွက်ပွဲထွက်ခွင့်ပိုရနိုင်တဲ့ဒီယာကွန်ဂိုလိုနိုင်ငံမျိုးရွေးသွားတာလည်းမှန်တယ်ဗျကမ္ဘာဖလားမှာအာရွန်ဘီဆာကဆက်လက်ခြေသွမ်းပြခဲ့တယ်အဲ့ဒါကြောင့်ထင်ပေါ်ရင်တော်ကောက်မှာပဲရှင်းရှင်းလေးအာစတွန်ဗလာလိုအသင်းမျိုးကအေဗာဒန်တို့အခုခရစ္စတယ်ပဲလစ်တို့နော်တင်ဖော်ရက်စ်တို့ level မျိုးမဟုတ်ဘူးဥရောပဝင်ခွင့်တနေရာကိုမျှော်လင့်နိုင်တဲ့အသင်းဖြစ်တဲ့အတွက်အာရွန်ဘီဆာကအတွက်လည်းအများကြီးအနာဂတ်အတွက်ကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အမြင့်တနေရာပြုတ်ကျသွားခဲ့သည်ရှိတော့လဲကြရာကနေပြန်ယုံထားဖို့အတွက်ခွန်အားမရှိခဲ့သည်ရှိတော့အာရွန်ဘီဆာကိုအတူယူတင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားပါအောင်မယ်ခင်ဗျာ